မတိလို့မေးနေတာပါ ICJ ကိစ္စကကျွန်တော်တို့အမျိုးသားရေးသမားတွေနဲ့ပဲတက်ဆိုင်တာလားဒီတမတော်ထောက်ခံတဲ့ဘက်ကလူတွေနဲ့ပဲတက်ဆိုင်နေတာလားဗုဒ္ဓဘာသာနဲ့ပဲတက်ဆိုင်တာလားနောက်ဆုံးဗမာလူမျိုးနဲ့ပဲတက်ဆိုင်နေတာလားတိုင်းနာတော်တော်များများလဲဒီရင်းမှာအတန်ကြီးတိတ်နေကြတယ်ဘာတန်မှထွက်မလာဘူးတချို့အစ္စလမ်ဘာသာဝင်တချို့ကမှထောက်ခံကြသေးတယ်ဟလာဦးထေးအောင်တို့ဘာတို့ဒါထောက်ခံပွဲလာတက်ကြသေးတယ်အမှုပညာသမားတွေလည်းအတန်တွေကိုတိတ်လို့ဒီလိုရေးကြတော့ဘာကြီးလုံနေကြတာခင်ဗျားတို့ဟိုဘက်ကအနီးပိတ်နေတဲ့လူတွေမပြောတော့ဘူးအရင်ကတည်းကငါပိတ်နေမို့လို့ဒါလောက်ပါဒါပုံမလင်းပြောတာနိုင်ငံကိုတရားစွဲထားတာဟိုဘက်ကဂျင်းထဲလူကောင်းမှန်တိတော့စစ်အာဏာရှင်ကိုဆိုပြီးတော့လှုပ်လိုက်လို့ရှင်ဘာမှမတွေးနိုင်တော့ဟိုဘက်ကဂမ်ဘီယာနိုင်ငံကကောင်ဒီပြောနေတာလေတစ်ချက်နားထောင်ကြည့်ကြည့်အောင်ဒီအနေရမှာရောက်နေတဲ့ရိုးလိန်ညာတွေနော်အဲ့ဒါတွေအကုန်လုံးကဘာနဲ့မှရောက်နေတဲ့ဟာတွေအကုန်လုံးမြန်မာနိုင်ငံပြန်လဲဒါနေရာချထားပေးဖို့မြန်မာနိုင်ငံရဲ့ဟာတွေအကုန်လုံးကိုနိုင်ငံသားခွင့်ရေးတိုင်းသားခွင့်ရေးတွေအကုန်ပေးပြီးတော့မှဟာလားတန်းတူခွင့်ရေးပေးဖို့ရော်ကြီးတွေပေးဖို့ဒါတွေပဲတွင်တောင်းနေတာခင်ဗျားတို့စစ်အာဏာရှင်ခင်ဗျားတို့ပြောနေဟိုကအပြုံးမပြတ်ဘူးနော်မှရုရှားရှိတယ်တရုတ်ရှိတယ်ဒီနိုင်ငံကြီးနှစ်နိုင်ငံအကြီးကကြောထောင်းတော့ခံပေးထားတာဘယ်သူမှဘာမှလုပ်လို့မရဘူးပြောချင်တာကဒါကတကယ်နိုင်ငံအရေးနိုင်ငံသိက္ခာနဲ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့အရေးဒီလိုအရေးကြတော့ဘာတန်မှမထွက်ကြအောင်လောက်ပါဒီလိုရေးကြမှာခင်ဗျားတို့ကိုယ်နိုင်ငံကိုချစ်ပြရမှာရှက်နေကြတာလားကြောက်နေကြတာလားဘာလို့ခင်ဗျားတို့ပိုက်ဆံမရလို့လားကျွန်တော်မေးချင်တာပိုက်ဆံမရလို့လားဒေါ်လာမစားလို့လားအဲ့ဒါပဲကွာတယ်ဆိုတာအဲ့ဒါပဲနိုင်ငံကိုချစ်တဲ့လူနဲ့မချစ်တဲ့လူနဲ့ကွာတယ်ဆိုတာအဲ့ဒါပဲဘာမှမသိဘူးနိုင်ငံကိုချစ်စိတ်နည်းနည်းမှမရှိတဲ့ကောင်တွေကဒီလိုရေးနေမစဉ်းစားနိုင်ဘူးတွေးလည်းမတွေးနိုင်ဘူးနားလည်းမနာတတ်ဘူးခံလည်းမခံစားတတ်ဘူးနိုင်ငံချစ်တဲ့လူတွေပဲလောက်ရတာဒီဟာတွေကနိုင်ငံမချစ်တဲ့ကောင်တွေအာဗလာတွေကဒေါ်လာမရရင်ဘာမှမလုပ်ဘူးလက်ကချောင်းနေချောင်းသားတွေများတယ်ကျွန်တော်မြန်မာနိုင်ငံ